ကျွန်တော်ကစေတနာရှင်ကိုစွမ်း channel ရဲ့ owner ကိုစွမ်းဖြစ်ပါတယ်ကျွန်တော် channel မှာရှိတဲ့ video တွေအကုန်လုံးကိုကျွန်တော်နေ့စဉ် video editing လုပ်ပြီးရင်းနဲ့တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်နေ့စဉ်ထိုင်းဈေးကွက်တန်ဖိုးများရဲ့ငွေကြေးတန်ဖိုးတွေကိုနေ့စဉ်နဲ့အလိုက်ပြောင်းလဲနေတဲ့ဈေးကွက်တန်ဖိုးတွေကိုကျွန်တော် editing လုပ်ပြီးရင်းနဲ့တင်ဆက်ပေးနေခြင်းဖြစ်ပါတယ် channel မှာရှိတဲ့ video editing အပြင်လိုအပ်တဲ့ Photoshop design များကိုလည်းကျွန်တော်ကိုယ်တိုင်ဖန်တီးပြီးတော့တင်ဆက်ပေးနေခြင်းဖြစ်ပါတယ် video တိုင်းမှာအသုံးပြုထားတဲ့တန်လင်းတူလေးဆိုတဲ့တခြင်းကိုလည်းကျွန်တော်ကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ပါတယ် channel monetization apply ဖြစ်ဖို့အတွက်ကျွန်တော်ဘက်ကကိုယ်ပိုင်ဖန်တီးမှုတွေနဲ့အကောင်းဆုံးကြိုးစားတင်ဆက်ပေးနေခြင်းဖြစ်ပါတယ် channel မှာရှိတဲ့ video တစ်ပုဒ်နဲ့တစ်ပုဒ်ကလည်းစေခွက်တန်ဖိုးခြင်းမတူပါဘူးနေ့စဉ်နဲ့အလိုက်ထိုင်းစေခွက် website မှာရှိတဲ့ဈေးနှုန်းအပြောင်းလဲတွေကိုကျွန်တော်ပြောင်းလဲပြီးတော့မှန်မှန်ကန်ကန်တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ monetization ရှောင်းမဲ့ကိစ္စလည်းအကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်